Hana ban method လောက်တာနဲ့ပတ်သက်ပြီးတော့ဘန်သွားတယ်မလို့ပဲနဲ့ကိုယ်တိုင် application ထဲမှာလုပ်လို့ရမယ်ရှောက်လို့ရမယ်နည်းလမ်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အရင်ဦးဆုံး Hana 1Q application ထဲကို login ဝင်လိုက်ပါ။ပထမဦးဆုံးတွေ့မဲ့စာမျက်နှာမှာဒီအောက်ဆုံးမှာ menu ဆိုတဲ့ click လေးရှိပါတယ်။အဲ့ဒီ menu လေးတွေကိုဝင်လိုက်ပါ။ဝင်လိုက်ပြီဆိုရင်ဒီအပေါ်ထောက်မှာ setting လေးရှိပါတယ်။ setting လေးတွေကိုတစ်ချက်ထပ်ဝင်လိုက်ပါ။အဲ့ဒါဆိုရင်တော့အခုလိုလေးပေါ်လာမှာဖြစ်ပါတယ်။ဒါကိုအောက်လေးကိုနည်းနည်းလေးထပ်ဆွဲလိုက်ပါဆွဲလိုက်ပြီဆိုရင်ဒီမှာမုန်းကြာအာလင်းဆိုပြီးတော့ရှိရပါတော့အဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်ပါအဲ့ဒါဆိုရင်တော့ဒီမှာအောက်ထုံးမှာဒီမှာ Ipchukun မုန်းကြာအာလင်းရှင်းချောင်းဆိုတာရှိပါတယ်အဲ့ဒီရှင်းချောင်းကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီအမှန်ချစ်ချက်ရမယ့်နေရာလေးရှိရပါတော့အဲ့ဒီအမှန်ချစ်ချက်ရမယ့်နေရာလေးကိုအမှန်ချစ်ချစ်မယ်ပြီးရင်ဒုံးဝီနှိပ်ပါတော့နှိပ်ပြီးတော့မှအောက်ကကေကြွားတို့ဆွန့်တက်ခဲ့ကျူဆယ်ယိုနေရာမှာကိုယ့်ရဲ့ဘဏ်အကောင့်ထည့်ရမှာဖြစ်ပါတယ်ဒါကဘဏ်အကောင့်ရိုက်ထည့်စရာလည်းမလိုပါဘူးဒီဘဏ်ထဲမှာထည့်ပြီးသားဖြစ်တဲ့အတွက်ဒီဟာလေးကိုနှိပ်ပြီးတော့ထည့်လိုက်ရပါတယ်တော်သူဘဏ်အကောင့်ကထည့်ပြီးသားပေါ့နော်အဲ့ဒါလေးပြီးရင်တော့ဒါအုံးကိုနှိပ်လိုက်ပါပြီးရင်တော့အခုလိုလေးပေါ်လာပါလိမ့်မယ်ဒါကတော့ဒီဗန်မက်စစ်လောက်တာနဲ့ပတ်သက်ပြီးတော့ဒီ setting လေးတွေကိုကိုယ်စိတ်ကြိုက်ပြောင်းလို့ရတာလေးတွေပေါ့နော်ဒါကတော့ထွေထူးပြောင်းနေစရာတော့မလိုပါဘူးသူအစမူလအစပေးထားတဲ့အတိုင်းလေးလုပ်လိုက်ရင်ပဲရပါပြီဒီအပေါ်ဆုံးမှာဆိုရင်ဒါငွေဝင်ထွက်ငွေဝင်မဲ့လုံးမလားထွက်ပဲလုံးမလားဒါမှမဟုတ်အကုန်လုံးကြောင်းချဲအကုန်လုံးလုံးမလားဒါမေးတာပေါ့နော်ကြောင်းချဲပဲလောက်တာကောင်းပါတယ်အောက်ကကြတော့ဒီအလင်ကွန်ငယ်ကကြတော့ဒီပမာဏဘလောက်ကိုပဲဒါအတိပေးစေချင်တာလဲ message ချပေးစေချင်တာလဲပေါ့နော်ဒါမေးတာပါဒါလဲဂျွန်နဲ့အကုန်လုံးပဲလောက်ထားလိုက်ပါအောက်ကဟာကြတော့ဒီဥမာကိုကဈေးဝယ်တဲ့အခါဒါငွေဖြတ်သွားရင်ဖြတ်ချင်း message ပို့စေချင်တာလားအဲ့ဒါကိုမေးတာပါအဲ့ဒါလဲဒါထွေထူးရွေးစရာမလိုပါဘူးသူရွေးပေးထားတဲ့အတိုင်းပဲလုပ်လိုက်ရင်ရပါတယ်ပြီးတော့အောက်မှာနည်းနည်းဆွဲလိုက်မယ်ဆိုရင်ဒီမှာဒီအကွက်လေးထဲမှာဆိုရင်ဒါရွေးချယ်စရာလေးရှိပါတယ်ဒါမိုးသွန်းကော်တဲ့ဆိုတာလေးရွေးပေးလိုက်ရပါတယ်ပြီးတော့အောက်မှာ Alin Honor ကိုရီးယားလိုလားအင်္ဂလိပ်လိုလားဘယ်ဘာသာနဲ့ပို့ပေးရမလဲပေါ့နော်ဒါကတော့ကိုစိတ်ကြိုက်ပေါ့နော်အင်္ဂလိပ်လိုပို့စေချင်အင်္ဂလိပ်လိုရောင်းကောရွေးလိုက်ပါဒီကတော့မရွေးလဲဟန်ဂိုနဲ့ပို့လဲအဆင်ပြေပါတယ်ဒါအောက်မှာဆိုရင်ဒါ800ပေါ့နော်800ဆိုတာက1800ဆိုတာတစ်လအပြက်တစ်လသာအပြက်1800ကျတဲ့နယ်ပြောတာပါဒီဘေးကအဲ့ဒါမရွေးနဲ့ဘေးကရွေးမယ်ဆိုရင်တော့120ဒါ message တစ်စောင်ကို120ကျတဲ့မယ်လို့ပြောတာပါဒါကတော့တစ်လသာအပြက်ပဲကျွန်တော်ကတော့ရွေးလိုက်ပါတယ်ပြီးရင်တော့ဒါအောက်လေးကိုနည်းနည်းဆွဲလိုက်မယ်ဆိုရင်ဒါဖုန်းနံပါတ်ထည့်ရပါမယ်ရှေ့မှာ313ပါတဲ့အတွက်နောက်ကကိုယ့်ရဲ့ဖုန်းနံပါတ်8လုံးကိုပဲထည့်ပေးလိုက်ရပါပြီဒီအောက်မှာကကြတော့ဒါဘဏ်အကောင့်နံပါတ်ကထည့်စရာမလိုတော့ပါဘူးထည့်ပြီးသားဖြစ်တဲ့အတွက်ဒီလိုပေါ်နေမှာပါဒါကိုပြီးရင်ကိုအချက်လက်အကုန်ပြည့်စုံပြီဆိုရင်စစ်ပြီးပြီဆိုရင်ရှင်းချောင်းကိုနှိပ်လိုက်ပါရှင်းချောင်းကိုနှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီ software ရဲ့ password 6လုံးကိုတောင်းပါမယ်အဲ့ဒီ password 6လုံးလေးကိုထည့်ပေးလိုက်ရင်ရှင်းချောင်း1လေးကိုဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ဒီကာကာအိုထော့မှာလဲဒါသူ message ပို့ပါလိမ့်မယ်ဒါဗန် message လျှောက်တာအောင်မြင်သွားပြီရသွားပြီဆိုတဲ့အကြောင်းဒါ message ပို့ပါလိမ့်မယ်ဒီဗန် message လျှောက်တာကတော့ဒီမှာနေပြီးဆုံးသွားပါပြီနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment ထဲမှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like and comment share လေးတွေလုပ်သွားပေးခြင်းအဖြစ်ကျွန်တော်ကိုတစ်ပတ်တလန်းကနေကူညီရာရောက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်